မြန်မာကျောင်းသားကျောင်းသူတွေပေါ့နော်အဲ့တော့ထိုင်းနိုင်ငံမှာပညာသင်ကျင်တယ်ဒါပေမဲ့ဘယ်ကျောင်းတွေကဘယ်လောက် ranking ရှိတယ်နောက်တစ်ခုကဘယ် industry တွေအတွက်ဘယ်ကျောင်းကပို့ပြီးတော့တင်တော်တယ်နောက် internship opportunities တွေနောက် tuition fees တွေ application fees တွေပေါ့နော်အဲ့တော့အဲ့ဒါတွေတစ်ခုချင်းစီကိုဒီဗီဒီယိုမှာရှင်းပြချင်ပါတယ်အဲ့တော့အခုမြင်နေရတဲ့ဒီ list ကထိုင်းနိုင်ငံမှာရှိတဲ့ top 10 university list ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ဟို national rank ဆိုတာကကြတော့သူတို့ထိုင်းနိုင်ငံမှာသတ်မှတ်ထားတဲ့ နံပါတ်1ကနေနံပါတ်10အထိပေါ့နော်အဲ့တော့နံပါတ်1မှာဆိုလို့ရှိရင်သူက Chulalongkorn University ရှိတယ်ဒီ Chulalongkorn University ကတော့ထိုင်းနိုင်ငံရဲ့နံပါတ်1 top 1နေရာမှာရှိတဲ့ university ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာပြထားတာကြတော့ world rank ပေါ့နော်ကမ္ဘာအဆင့်သတ်မှတ်ချက်ပေါ့နော်အဲ့တော့ကမ္ဘာအဆင့်သတ်မှတ်ချက်အနေနဲ့ဆိုလို့ရှိရင် Chulalongkorn University ကအဆင့်200ကနေ250ကျားမှာရှိတယ်ပေါ့နော်အဲ့တော့ဘာကြောင့်မလို့ဒီ national rank တွေ world rank တွေပေါ့နော်ရှင်းပြနေရလဲဆိုရင်တချို့ကျောင်းသားကျောင်းသူတွေက ranking ကောင်းတဲ့တက္ကသိုလ်တွေမှာတက်ချင်တယ်အဲ့တော့အဲ့လိုမျိုးကျောင်းသားကျောင်းသူတွေဆိုလို့ရှိရင်အခုဒီမှာပြထားတဲ့ list အတိုင်းကိုစဉ်းစားပြီးတော့တက်လို့ရတယ်ပေါ့နော်အဲ့တော့ Chulalongkorn University က world rank 200နေ250မှာရှိတယ်သူ့ရဲ့ location ကဘယ်မှာလဲဆိုတော့ Bangkok မှာရှိတယ်အဲ့တော့ Chulalongkorn University မှာ program အများများစွာရှိတယ်အဲ့တော့အဲ့ဒီတည်းကမှတချို့ကျောင်းသားကျောင်းသူတွေက business တက်ချင်တယ်ဒါမှမဟုတ် engineering ဘိုင်းကိုတက်ချင်တယ်ဒါမှမဟုတ် medicine ဘိုင်းဆေးပညာနဲ့ပတ်သက်တဲ့ဒီ industry ပေါ့နော်အဲ့ဒီမှာအဲ့ဒါနဲ့ပတ်သက်တဲ့ major တွေကိုလေ့လာချင်တယ်ဆိုရင်တော့ Chulalongkorn University ကကောင်းတယ်ပေါ့နော်အဲ့တော့တခြား program တွေလည်းအများကြီးရှိတယ်ဒါပေမဲ့ business ရယ် engineering ရယ် medicine ရယ်ဒီ industry 3ခုကတော့ Chulalongkorn University ကနာမည်ကြီးတယ်ပေါ့နော်အဲ့တော့ဒါလေးကိုလည်းထည့်ပြီးစဉ်းစားမယ်အချက်တစ်ချက်အနေနဲ့ထည့်ပေးထားပါတယ်အဲ့တော့နံပါတ်2အဆင့်မှာရှိနေတဲ့တက္ကသိုလ်ကကြတော့ Mahidol University ဖြစ်တယ်အဲ့တော့သူကကမ္ဘာအဆင့်သတ်မှတ်ချက်350ကနေ400ကျားမှာရှိတယ်သူ့ရဲ့ location ကနခွန်ပထုံမှာရှိတယ်အဲ့တော့ဒီ university ရဲ့အဓိကအားတာတဲ့ major တွေကတော့ life sciences medicine music ပေါ့နော်အဲ့တော့ဒီထိနားထောင်နေတယ်ဆိုလို့ရှိရင်ဒီမှာပထမနံပါတ်1မှာပြောခဲ့တဲ့ Chulalongkorn University မှာလည်း medicine ရှိတယ်ပေါ့နော်ဆေးပညာနဲ့ပတ်သက်တဲ့ major တွေရှိတယ်အဲ့လိုပဲMahidol University မှာလည်းဆေးပညာနဲ့ပတ်သက်တဲ့ major တွေရှိတယ်အဲ့ဒီမှာပေါ့နော်တချို့ကျောင်းသားကျောင်းသူတွေကမေးတယ်ဘာမေးကြလဲဆိုတော့Chulalongkorn University မှာလည်းဆေးပညာနဲ့ပတ်သက်တာရှိတယ်Mahidol University မှာလည်းရှိတာဖြစ်တဲ့အတွက်ဘယ်ကျောင်းကိုတက်ရမလဲဆိုပြီးမေးတယ်အဲ့တော့အကယ်၍ပေါ့နော်ကိုက ranking ကိုကြည့်လိုက်တယ်ဆိုလို့ရှိရင်နှစ်ကျောင်းလုံးမှာတော့ဒီ medicine ဆေးပညာနဲ့ပတ်သက်တဲ့ major တွေရှိတယ်အဲ့ဒါအောင်မှပို့ပြီး ranking ကောင်းတဲ့ကျောင်းကိုရွေးချင်တယ်ဆိုလို့ရှိရင်တော့ Chulalongkorn University ကိုရွေးလို့ရပါဘောနော်အဲ့တော့နံပါတ်3နေရာမှာရှိနေတဲ့ကျောင်းကကျတော့ချင်းမိုင် University အဲ့တော့သူကကမ္ဘာအဆင့်သတ်မှတ်ချက်950နဲ့600ကျားမှာရှိတယ်သူ့ရဲ့ location ကတော့ချင်းမိုင်ပါပေါ့နော်အဲ့တော့အဓိကသူ့ရဲ့ key strengths က agriculture စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ major တွေနောက် arts နောက်တစ်ခုက science ပေါ့နော်အဲ့တော့ဒီ major တွေကနာမည်ကြီးတယ်ပေါ့နော်ချင်းမိုင် University မှာတခြား major တွေလည်းအများကြီးရှိတယ်နံပါတ်4အဆင့်မှာရှိနေတဲ့ကျောင်းကကျတော့ Thammasat University ဖြစ်တယ်သူက world rank ကမ္ဘာအဆင့်သတ်မှတ်ချက်600နဲ့650ကျားမှာရှိပြီးတော့ဘန်ကောက်မှာရှိတယ်အဲ့တော့ဒီကျောင်းမှာဆိုလို့ရှိရင်တော့အဓိကအားတာတဲ့ major တွေကတော့ law social science နဲ့ business ပေါ့နော်အဲ့တော့ဒီ major တွေကတော့ Thammasat University မှာပို့ပြီးအားတာချက်တွေရှိတယ်နံပါတ်5အဆင့်မှာဆိုရင် Kasasa University ကမ္ဘာအဆင့်သတ်မှတ်ချက်950နဲ့800ကျားမှာရှိတယ်ဘန်ကောက်မှာပဲသူလည်းအဲ့တော့ဒီကျောင်းရဲ့အဓိကအားတာတဲ့ major တွေဆိုလို့ရှိရင်လေ agriculture ပါမယ် engineering ရယ် forestry ရယ်ပါမယ်နံပါတ်6အဆင့်မှာရှိနေတာကကြတော့ Prince of Songkhla University သူ့ရဲ့ကမ္ဘာအဆင့်သတ်မှတ်ချက်က900နဲ့1000ကျားမှာရှိတယ်ဒါကတော့သူရှိတဲ့ဒီကျောင်းရှိတဲ့နေရာ Songkhla မှာရှိတယ်ပေါ့နော်ဒါသူ့ရဲ့ location အဲ့တော့ဒီကျောင်းရဲ့အားတာတဲ့ major တွေက medicine resource management ပေါ့နော်အဲ့တော့အခုထိနားထောင်နေတယ်ဆိုလို့ရှိရင်စိတ်ပညာနဲ့ပတ်သက်တာအားတာချက်ရှိတဲ့အကြောင်း3ကျောင်းရှိပြီပေါ့နော်ဒီ Prince of Songkhla University ရဲ့ Mahidol ရဲ့ Chulalongkorn University ရဲ့အကယ်၍ကိုကဆေးပညာကိုအရန်လေ့လာခြင်းနဲ့ထိုင်းကိုပဲစဉ်းစားတယ်ကျောင်းနေရလည်းဘယ်ကျောင်းရွေးရမလဲဆိုပြီးစဉ်းစားရဆိုရင်ခုနပြောခဲ့သလို ranking ကောင်းတဲ့ကျောင်းကိုဦးစားပေးခြင်းနဲ့ကျောင်းသားက Chulalongkorn University ကိုရွေးလို့ရတယ်အကယ်၍ tuition fees ကိုစဉ်းစားတဲ့ကျောင်းသားဆိုလို့ရှိရင်တော့ဒီကျောင်း3ကျောင်းရဲ့ Chulalongkorn ရဲ့ Mahidol ရဲ့ဒီ number 6 Prince of Songkhla University ရဲ့ဒီ3ကျောင်းရဲ့ tuition fees ကိုနှိုင်းယှဉ်ပြီးတော့ရွေးလို့ရမယ်ပေါ့နော်ဒါ tuition fees ကိုစဉ်းစားတဲ့ကျောင်းသားပေါ့နော်အဲ့တော့ number 7ကျတော့ KMU TT သူ့ရဲ့ကမ္ဘာစင်သတ်မှတ်ချက်က900နဲ့1000ကျားမှာရှိတယ်သူလည်းဘန်ကောက်မှာပဲအဲ့တော့သူ့ရဲ့အားတာတဲ့ major ကတော့ engineering ရဲ့ technology ရဲ့ design ရဲ့အဲ့တော့ဒီဘိုင်းနေအားတာတယ်ပေါ့နော်
နောက်နံပါတ်8အဆင့်မှာဆိုလို့ရှိရင်တော့ Konkan University ရှိတယ်သူရဲ့ကမ္ဘာအဆင့်သတ်မှတ်ချက်က1000နဲ့1200မှာရှိတယ် location ကတော့ Konkan မှာရှိတယ်သူရဲ့အားတာတဲ့ major တွေက health science ရဲ့ education ရေပေါ့နော်နောက်နံပါတ်9နေရာမှာရှိတဲ့ကျောင်းဆိုလို့ရှိရင် KMITL ကမ္ဘာအဆင့်သတ်မှတ်ချက်1200အပေါ်မှာရှိတယ်ဘန်ကောက်မှာပဲနောက်သူရဲ့အားတာတဲ့ major တွေက robotics aviation ရဲ့ IT ရဲ့နောက်နံပါတ်10မှာရှိတဲ့ကျောင်းဆိုလို့ရှိရင် Serenity University of Technology သူရဲ့ကမ္ဘာ့စင်သတ်မှတ်ချက်က1200ပုံမှာရှိတယ်သူရဲ့တည်ရှိနေတဲ့နေရာကြတော့ Nakhon Ratchasima ဆိုတဲ့နေရာမှာရှိတယ်အားတာတဲ့ major တွေဆိုရင် physics ရဲ့ material science ရဲ့ပေါ့နော်နောက်ထပ်လေ့လာမှာတော့ general admission requirements ပေါ့နော်ကျောင်းသားတော်များများမေးလေးရှိရဲ့ကျောင်းလျှောက်တဲ့အခါမှာဘာတွေလိုအပ်လဲဘာစာရွက်စာတမ်းတွေပြင်ဆင်ထားရမလဲဆိုတော့အချက်ပေါ့နော်အဲ့တော့အကယ်၍ကိုကဒီ diploma bachelor program ရှောက်မယ်ဆိုလို့ရှိရင်မြန်မာပြည်က grade 12 certificate သို့မဟုတ် GED certificate transcripts GPA IGCSE A level เนาะဒါနဲ့ဆက်သက်တဲ့စာရွက်စာတမ်းတွေပြင်ဆင်ထားရပါမယ်အကယ်၍ကိုက10တန်းပြည့်ရဆိုလို့ရှိရင်လည်း10တန်းအောင်လက်မှတ်လိုအပ်ပါတယ်နောက် master program ရှောက်မဲ့ကျောင်းသားကျောင်းသူတွေအတွက်ဆိုလို့ရှိရင်ဒီသက်ဆိုင်ရာနယ်ပယ်အလိုက်ရထားတဲ့ bachelor ဘွဲ့လက်မှတ်ပေါ့နော်အဲ့တော့ bachelor ဘွဲ့လက်မှတ်မှာအနည်းဆုံး GPA က 2.5 ကနေ3အဲ့တော့ဒါကတော့သူကဒီ generally ဖော်ပြထားတာဖြစ်တယ်ပေါ့နော် GPA ဘယ်လောက်အနည်းဆုံးရှိရမလဲဆိုတဲ့ဟာကြတော့ကိုရှောက်မဲ့ကျောင်းနဲ့ကိုရှောက်မဲ့ program ပေါ်မူတည်တယ်။နောက် PhD program ကိုရှောက်မဲ့ကျောင်းသားကျောင်းသူတွေအတွက်ဆိုလို့ရှိရင်သက်ဆိုင်ရာနယ်ပယ်လိုက်ကို master ဘွဲ့ရထားတဲ့ဘွဲ့လက်မှတ်ရှိရမယ်။ GPA ကတော့အနည်းဆုံး 3.25 သို့မဟုတ်သူရဲ့အထက်မှာရှိရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ English proficiency test requirements ပေါ့နော်။ဘယ်ကျောင်းပဲရှောက် English proficiency test requirements ကတောင်းတိုင်းတောင်းနေရှိတယ်ပေါ့နော်။အဲ့တော့အဲ့ဒါတွေကဘာတွေလဲဆိုရင်IELTS ဆိုလို့ရှိရင်တော့ IELTS 5.0 ကနေ 6.5 ကြာရအောင်ကိုပြင်ဆင်ထားတဲ့နဲ့အဲ့တော့ခုနပြောခဲ့သလိုပဲဒီကိုရှောက်မဲ့ program ကိုရှောက်မဲ့ကျောင်းပေါ်လည်းမူတည်တယ် TOEFL ဆိုလို့ရှိရင် TOEFL 60ကနေ80နောက် CUTEP TUGET ဒါကကြတော့ဘာကိုပြောရလဲဆိုရင်တချို့ကျောင်းနေရဆိုလို့ရှိရင်သူတို့ကျောင်းကနေ test လုပ်ပေးတယ်ပေါ့နော်အဲ့တော့ကို့မှာ IELTS လည်းမရှိဘူး TOEFL လည်းမရှိဘူးနောက်တခြားဘာ English proficiency test မှာမရှိဘူးဆိုရင်အကယ်၍ကိုကချူလာလောင်ကုန်း University ကိုရှောက်မဲ့ကျောင်းသားကျောင်းသူဆိုရင်ချူလာလောင်ကုန်း University မှာဆိုရင်သူတို့ကျောင်းကနေစစ်ပေးတဲ့ English test ရှိတယ်အဲ့တော့အဲ့ဒါကို CUTEP လို့ခေါ်တယ်နောက်တစ်မျိုးက TUGET ဆိုတာလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီ test ကိုအဆင်ပြေတဲ့ test ကိုဖြေလို့ရတယ်ပေါ့နော်ကိုရှောက်မဲ့ကျောင်းရဲ့ deadline ပေါ့နော်ထားပါတော့ application deadline ကတအားနီးနေပြီဒါပေမဲ့ကိုမှာဘာမှ English စာပြင်ဆင်ထားတာမရှိဘူးဒီ intake ကိုလည်းတက်ချင်တယ်ဆိုလို့ရှိရင်เนาะဒီ test ကိုဖြေဖို့စဉ်းစားသင့်ပါတယ်အဲ့တော့ဒီဟာကချူလာလောင်ကုန်း University မှာချူလာလောင်ကုန်း University ကလုပ်တဲ့ test ဖြစ်တဲ့အတွက်ချူလာလောင်ကုန်း University ကိုတက်မဲ့ကျောင်းသားကျောင်းသူတွေအတွက်ကိုစဉ်းစားမယ့်အချက်တစ်ချက်ဖြစ်ပါတယ်အကယ်၍တခြားကျောင်းတက်မဲ့ကျောင်းသားကျောင်းသူတွေဆိုရင်တခြားကျောင်းရဲ့သူတို့ရဲ့ test တွေရှိမရှိပေါ့နော်လေ့လာသင့်ပါတယ်ကျောင်းရဲ့ requirement တွေကိုလည်းကိုယ်ကသိချစစ်ဆေးပြီးမှရှောက်သင့်ပါတယ်နောက်တစ်ခုက Julin ကိုအဲ့တော့ Julin ကိုကကြတော့ဒီကျောင်းတိုင်းမဟုတ်ပေမဲ့တချို့ကျောင်းတွေရောလက်ခံတယ်ဒါပေမဲ့အကယ်၍ကိုကပေါ့နော် Julin ကိုပဲရှိတယ်တခြား English test တွေမရှိဘူးနောက်ကိုရှောက်မဲ့ကျောင်းကလည်းအဲ့ဒီကျောင်းကEnglish test ကိုမလုပ်ပေးဘူးဆိုလို့ရှိရင်ကျောင်းကိုတစ်ချက် inquiry လုပ်ရမယ်ပေါ့နော်အဲ့တော့အကယ်၍ကိုယ့်ရဲ့ Julin ကိုက100နဲ့130အထက်ကြားမှာရှိနေတယ်ဆိုလို့ရှိရင်လေဒီအကယ်၍ကိုရှောက်မဲ့ကျောင်းကလည်းလက်ခံတယ်ဆိုလို့ရှိရင် Julin ကိုနဲ့အဆင်ပြေရပေါ့နော်အကယ်၍ Julin ကိုလက်မခံတဲ့ကျောင်းဖြစ်နေဆိုလို့ရှိရင်တော့သူတို့ကျောင်းရဲ့ requirement အတိုင်းကိုပြင်ဆင်ရမှာပဲဖြစ်ပါတယ်နောက်ထပ်လေ့လာမှာတော့ဒီကျောင်းသားတော်များများမေးလေးရှိတဲ့ tuition fees ပေါ့နော်အဲ့တော့ tuition fees ကတော့ကိုရှောက်မဲ့ program ပေါ်မူတည်တယ်အကယ်၍ကိုက diploma ရှောက်မှာဆိုရင် diploma ကတစ်နှစ်ကနေ2နှစ်လောက်တက်ရမယ်သူရဲ့ tuition fees ကဘတ်3000နဲ့6000ကျပ်မှာရှိမယ် application fee ကတော့900နဲ့1000ကျပ်မှာရှိမယ် bachelor program ဆိုရင် bachelor ကတော့4နှစ်တက်ရမယ် tuition fees ကဘတ်9000နဲ့3သိန်းခွဲကျမှာရှိမယ် application fees ကဘတ်1000နဲ့ဘတ်2500ကျပ်မှာရှိပါမယ် master program ဆိုလို့ရှိရင်တော့တစ်နှစ်ခွဲရနေ2နှစ်လောက်တက်ရမယ်သူရဲ့ tuition fees ကဘတ်9000နဲ့38000ကျမှာရှိမယ် application fee ကဘတ်1000နဲ့2000ကျမှာရှိပါမယ် PhD program အတွက်ဆိုရင်3နှစ်ကနေ9နှစ်လောက်ထိတက်ရနိုင်တယ် tuition fees ကဘတ်8000နဲ့2သိန်းကျမှာရှိမယ် application fees ကဘတ်1000နဲ့2500ကျမှာရှိပါမယ်အဲ့တော့အခုပြောပြသွားတဲ့ tuition fees နဲ့ application fees ကရေဘူးရဈေးနှုန်းတွေသာဖြစ်တယ်ကိုရှောက်မဲ့ကျောင်းကိုရှောက်မဲ့ program ပေါ်မူတည်ပြီးတော့ပြောင်းလဲနိုင်တယ်ဒါကြောင့်မလို့မိမိရှောက်မဲ့ကြောင်းမိမိရှောက်မဲ့ program ရဲ့ပေါ့နော် application fees တို့မဟုတ် tuition fees ကိုအသေးစိတ်လေ့လာထားဖို့လိုအပ်ပါမယ်နောက်တစ်ချက်ကတော့ကျောင်းသားတွေအများစုမေးလေးရှိတဲ့
scholarships နဲ့ grants ပေါ့နော်အဲ့တော့မြန်မာကျောင်းသားကျောင်းသူတွေအတွက်ဘယ်လို scholarship မျိုးတွေရှိလဲဘယ်ကျောင်းမှာဘယ်လို scholarship ပေးလဲအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ရှင်းပြခြင်းပါတယ်ထိုင်းနိုင်ငံရဲ့ကျောင်းတော်တော်များများမှာ scholarship တွေပေးလို့ရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာအထူးသဖြင့်မြန်မာကျောင်းသားကျောင်းသူတွေနောက်တစ်ခုကအာဆီယံနိုင်ငံကကျောင်းသားကျောင်းသူတွေအတွက်ပေးတဲ့ scholarship ကဘာတွေလဲဆိုရင် Chulalongkorn University ကနေပေးတဲ့ Chulalongkorn University Graduate Scholarship ပေါ့နော်ကိုက Chulalongkorn University ကိုရှောက်မယ်ဆိုရင်ဒီ Chulalongkorn University မှာဒီအာဆီယံနိုင်ငံကကျောင်းသားကျောင်းသူတွေသို့မဟုတ်အာဆီယံနိုင်ငံကမဟုတ်တဲ့ကျောင်းသားကျောင်းသူတွေအတွက်ကိုပေးလေးရှိတဲ့ scholarship တစ်မျိုးပဲပေါ့နော်ဒါလေးကအဲ့တော့သူကဘာတွေကို cover ဖြစ်လဲဆိုရင် tuition fees airfare monthly stipend ပေါ့နော်ဒါတွေကို cover ဖြစ်တယ်လို့တော့ဖော်ပြထားတယ်ဒါပေမဲ့ကိုလျှောက်တဲ့ major ကပေါ့နော်ဈေးနည်းနည်းများတဲ့ major ဆိုလို့ရှိရင်တော့ scholarship ကိုရခဲ့တယ်ဆိုလို့ရှိရင်တေချာလေး confirm လုပ်ဖို့လိုတယ်ဒါပေမဲ့ဒီရာဂိုင်နှုန်းတော်တော်များများကိုတော့ cover ဖြစ်တယ်ပေါ့နော်အဲ့တော့ approximate ဘယ်လောက်ရှိနိုင်လဲဆိုရင်ဘတ်16,000လောက်ရှိနိုင်တယ်ပေါ့နော်သူရဲ့ scholarship grant ကပေါ့နော်Chulalongkorn University ကိုစိတ်ဝင်စားပြီး Chulalongkorn University ကနေ offer letter ရထားတဲ့ကျောင်းသားတွေဆိုရင်ဒီ scholarship ကိုရှောက်ဖို့မမေ့ပါနဲ့နောက်ထပ် scholarship တစ်ခုက CMU Presidential Scholarship လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒါဒီ scholarship ကဘယ်ကျောင်းမှာပေးတာလဲဆိုရင်ချင်းမိုင် University ကနေပေးတာအဲ့တော့ချင်းမိုင် University ကနေပေးတဲ့ scholarship ဖြစ်တယ်သူကဒီ200 full scholarship အဲ့တော့ချင်းမိုင် University မှာဆိုလို့ရှိရင် scholarship ပေါင်းများစွာရှိတယ်ပေါ့နော်အဲ့တော့ဒီ Presidential Scholarship ဆိုတာကသူတို့ပေးတဲ့ scholarship တွေကတစ်ခုပေါ့နော်အဲ့တော့တခြား scholarship တွေလည်းအများကြီးရှိတယ်တကယ်ပြီးကိုကချင်းမိုင် University မှာတက်ဖို့စဉ်းစားနေတယ်ဆိုရင်ကိုကျောင်းကနေ offer letter ရပြီးတဲ့နောက်ပိုင်းမှာ scholarship တွေကို program လိုက်ပေါ့နော်ကို program လိုက်ဒီ eligible ဖြစ်တဲ့ scholarship တွေကိုရှောက်ဖို့မမေ့ပါနဲ့အကယ်၍အခုရှင်းပြနေတဲ့ presidential scholarship ကလည်းကို program နဲ့ eligible ဖြစ်တယ်ဆိုရင်ရှောက်ဖို့မမေ့ပါနဲ့အဲ့တော့ဒီ scholarship ကသူကနှစ်စဉ်နှစ်တိုင်းပေးတယ်ဘယ်သူတွေအတွက်လဲဆိုရင် graduate student တွေ master နဲ့ PhD program တော့ပေါ့နော်အကယ်၍ကိုက master နဲ့ PhD program ကိုချင်းမိုင် University မှာတက်ဖို့စဉ်းစားနေတယ်ဆိုရင် presidential scholarship ကိုရှောက်ဖို့မမေ့ပါနဲ့အကယ်၍ကိုက bachelor တက်ဖို့စဉ်းစားတဲ့ကျောင်းသူဆိုရင်တခြား scholarship တွေအများကြီးရှိတယ်တခြား scholarship တွေကိုလည်းလေ့လာဖို့မမေ့ပါနဲ့နောက်တစ် scholarship တစ်ခုကတော့ Temasek International Student Recruitment လို့ခေါ်တဲ့ TISR program ပေါ့နော်အဲ့တော့ဒီ scholarship က Temasek University ကနေပေးတာဖြစ်တယ်သူကဘာတွေ cover ဖြစ်လဲဆိုရင် tuition fees ကို cover ဖြစ်တယ်နောက်တစ်ခုက monthly stipends ကို cover ဖြစ်တယ်အဲ့တော့ဒီ scholarship ကဘယ်သူတွေအတွက်လဲဆိုရင် high achieving international students ကိုရဲ့ဆယ်ရန်အောင်လက်မှတ်သို့မဟုတ် GED အမှတ်တွေသို့မဟုတ် IGCSE အမှတ်တွေကအရန်ကောင်းနေတယ်ဆိုလို့ရှိရင်ဒီ Temasek International Student Recruitment ဒီ program လေးကိုရှောက်လို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုက Royal Thai Government Scholarship ပေါ့နော်အဲ့တော့ဒီ Royal Thai Government Scholarship က AIT ကနေပေးတာပေါ့နော်အဲ့တော့ AIT ဆိုတာက ASEAN Institute of Technology ပေါ့နော်ဒီကျောင်းကနေပေးတဲ့ scholarship ဖြစ်တယ်ဒီ scholarship ကဒီထိုင်းနိုင်ငံရဲ့အစိုးရကနေပေးတဲ့ scholarship ဖြစ်တယ်သူကဘယ်သူတွေကိုပေးတာလဲဆိုရင်ထိုင်းနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံတွေကကျောင်းသားကျောင်းသူတွေကိုပေးတာပေါ့နော်အဲ့တော့အဲ့ဒီမှာမြန်မာပြည်လဲပါတယ်ဒါကြောင့်မလို့မြန်မာနိုင်ငံကကျောင်းသားကျောင်းသူတွေဒီ Royal Thai Government Scholarship ကိုရှောက်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ Royal Thai Scholarship ကိုရှောက်ဖို့အတွက်ကိုသူ့ရဲ့ဒီ requirement တွေရှိတယ်အဲ့ requirement တွေကိုတခြားလေ့လာပြင်ဆင်ပြီးတော့ရှောက်ပါနောက်တစ်ခုက Prospect Burma ဒီ Prospect Burma Scholarship ကလည်းသူကဒီအထူးသဖြင့်မြန်မာနိုင်ငံကကျောင်းသားကျောင်းသူတွေကိုပဲပေးတဲ့ scholarship ပေါ့နော်အဲ့တော့ဒီကိုကဒီထိုင်းနိုင်ငံရဲ့ university တခုကိုမှကိုကကျောင်းလျှောက်တယ်ကျောင်းကနေ offer ရတယ်အဲ့တော့ offer ရပြီးတဲ့နောက်ပိုင်းမှာဒီ Prospect Burma Scholarship ကိုရှောက်ချင်တဲ့ကျောင်းသားကျောင်းသူတွေကဒီရှောက်ဖို့အတွက်လိုအပ်တဲ့ပြင်ဆင်ရမယ့် requirements တွေပေါ့နော်အဲ့ဒီ requirements တွေကိုတခြားလေ့လာပြင်ဆင်ထားပြီးတော့ရှောက်တင်ပါတယ်နောက်ဆုံးတစ်ခုကတော့ Child's Dream Scholarship ပေါ့နော်ဒီ scholarship ကတော်တော်လေး popular ဖြစ်တယ်နေ့စဉ်နေ့တိုင်းလို့မြန်မာကျောင်းသားအများစုရှောက်ကြတဲ့ scholarship တစ်မျိုးလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ scholarship ကလည်းမြန်မာကျောင်းသားတွေအတွက်ပဲအထူးသဖြင့်မြန်မာနိုင်ငံကကျောင်းသားကျောင်းသူတွေကိုပေးတာဖြစ်တဲ့အတွက်ဒီ scholarship ကိုလည်းလက်မလွတ်သင့်ဘူးတခြားလေးပြင်ဆင်ပြီးတော့ရှောက်ဖို့အတွက်အကြံပေးတင်ပါတယ်နောက်တစ်ချက်အနေနဲ့ intakes ပေါ့နော်ကျောင်းနှစ်မှာဒီ application တွေပဲအချိန်ဖွင့်လဲနောက်ပြီးတော့ semester တွေပဲအချိန်မှာစလဲဆိုတဲ့ဟာကိုရှင်းပြခြင်းပါတယ်အဲ့တော့ထိုင်းနိုင်ငံရဲ့ကျောင်းအများစုကတော့2 semester system ကိုကျင့်သုံးလေးရှိတယ်ဒါပေမဲ့တချို့ international college တွေက semester 3ခုပါတဲ့ tri semester system ကိုကျင့်သုံးလေးရှိတယ်ပေါ့နော်အဲ့တော့ semester 1အထူးသဖြင့် main intake လို့ခေါ်ရပေါ့နော်အဲ့တော့ဒီ semester 1ကဘယ်တော့လောက်စလဲဆိုရင် August လလောက်မှာစတယ်အဲ့တော့ August လမှာစပြီးတော့သူ့ရဲ့ application က November လကနေ March လလောက်ထိကို
application တွေလက်ခံလေးရှိတယ် semester 2ကကြတော့ January လမှာစတယ်ဒီ semester 2 application ကိုတော့ August လကနေ October လလောက်ထိလက်ခံလေးရှိတယ်အဲ့တော့ဒီချက်ကလည်းကျောင်းလျှောက်တဲ့အခါမှာဒီ application လက်ခံတဲ့ deadline တွေပေါ့နော်နောက်တစ်ခုက semester စမဲ့ကာလတွေအဲ့တော့ဒါတွေကိုသိချလေးမှတ်ထားပြီးတော့ပြင်ဆင်သင့်ပါတယ်နောက်တစ်ခုကတော့ internships ပေါ့နော်အဲ့တော့ကျောင်းသားအများစုကတော့ကျောင်းတက်ပြီးသွားပြီဆိုလို့ရှိရင်လုပ်ငန်းခွင်သွားဖို့အတွက်ကိုဘယ်ကျောင်းတွေမှာဘယ်လို internship opportunity တွေရှိလဲဆိုပြီးတော့အများစုမေးကြတယ်ပေါ့နော်အဲ့တော့ bachelor program အများစုနဲ့ master program အများစုမှာတော့ mandatory internships တွေရှိတယ်အဲ့ဒီ internship တွေကတော့3လကနေ4လလောက်ထိဆင်းရတယ်ပေါ့နော်အဲ့တော့အထူးသဖြင့်ဘယ်လိုကျောင်းတွေလဲဆိုရင် KMUTT နဲ့ KMITL မှာတချို့ကျောင်းသားတွေကအဲ့ဒီကျောင်းတွေမှာပေါ့နော် automotives တို့ဒါမှမဟုတ် electronics တို့နောက်တစ်ခုက digital technology industry ပေါ့နော်ဒီ major တွေနဲ့ကိုကကျောင်းတက်ပြီးတော့ကျောင်းပြီးသွားတယ်ဆိုလို့ရှိရင်အကယ်၍ကိုတက်တဲ့ကျောင်းကလည်း KMUTT ဒါမှမဟုတ် KMITL ဒီလိုကျောင်းတွေဖြစ်နေမယ်ဆိုရင်ဒီကျောင်းတွေကကြတော့သူကဘာရှိလဲဆိုရင်သူတို့နဲ့ဒီ strong partnership ရှိတယ်ပေါ့နော်အဲ့တော့သူတို့ကဒီတခြားဒီ multinational companies တွေနဲ့ partnership လုပ်ထားတာရှိတယ်အကယ်၍ကိုကအခုနပြောခဲ့တဲ့ဒီ technological industry ဒါမှမဟုတ်ရင်ဒီ automotive တို့ electronics တို့ဒီ industry ကနေပေးထားတဲ့ကျောင်းသားတွေတို့ဆိုလို့ရှိရင်သူတို့နဲ့ချိတ်ဆက်ထားတဲ့ company တွေเนาะဒီ Eastern Economic Corridor လို့ခေါ်တဲ့ဒီလို company တွေမှာကိုက internship ဆင်းလို့ရမယ်အခွင့်အရေးရှိတယ်ပေါ့နော်နောက်ဆုံးတစ်ချက်အနေနဲ့ဘယ်တက္ကသိုလ်တွေကပေါ့နော်ဘယ်လို intake တွေရှိလဲနောက်သူတို့ရဲ့ IELTS requirements တွေကဘာတွေလဲနောက်ထပ်ဘယ်လိုကျောင်းတွေမှာဘာ scholarship တွေရှိသေးလဲဆိုတာကိုထပ်ပြီးတော့ရှင်းပြချင်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျောင်း၅ကျောင်းရွေးပေးထားတယ်အဲ့တော့ Chulalongkorn University ဆိုရင်သူရဲ့ intake က August နဲ့ January နောက်သူရဲ့ IELTS requirements က 6.0 or ဒါမှမဟုတ်လည်းသူရဲ့အထက်ပေါ့နော်နောက်တစ်ခုကဒီ Chulalongkorn University မှာဆိုရင်နာမည်ကြီးတဲ့ scholarship ကတော့ ASEAN Graduate Scholarship ဖြစ်တယ်ဒီ scholarship ကိုက eligible ဖြစ်တယ်လို့တွေ့ခဲ့တယ်ဆိုလို့ရှိရင်ရှောက်ဖို့မမေ့ပါနဲ့ Mahidol University ကကြတော့ intake 3ခုရှိတယ်ပေါ့နော် September ရဲ့ January ရဲ့ April ရဲ့ IELTS က 5.0 နဲ့ 6.0 ကြားပြင်ဆင်ထားဖို့လိုတယ်ဒီကျောင်းမှာရှိတဲ့ဒီ notable scholarship အနေနဲ့ဆိုရင် MUIC Merit Scholarship ရှိတယ်ပေါ့နော်အဲ့တော့ဒီဟာကိုလည်းကိုကဒီ Mahidol University ကိုရှောက်တဲ့ကျောင်းသားတွေက MUIC Merit Scholarship နဲ့ပတ်သက်ပြီးတော့လည်းကိုကလေ့လာထားတဲ့တယ်ပေါ့နော်ဒီ scholarship ကဘယ်သူတွေကိုပေးတာလဲဘယ် program တွေအတွက်ပေးတာလဲနောက်ပြီးတော့ဘာတွေလိုအပ်လဲပေါ့နော်အကယ်၍ကိုက scholarship requirement အားလုံးကိုပြင်ဆင်ထားပြီးသားဆိုရင်ရှောက်ဖို့မမေ့ပါနဲ့နောက်ချင်းမ University ကိုရှောက်မဲ့ကျောင်းသားတွေအတွက်ကဒီ intake က2ခုရှိမယ် August နဲ့ January ရေပေါ့နော်နောက် English requirement အနေနဲ့ကဒီ IELTS အထူးသဖြင့်အခုဒီမှာရှင်းပြနေတာကြတော့ English requirement မှာ IELTS ကိုပဲအထူးပြုပြီးရှင်းပြနေတာပေါ့နော်ဒီကျောင်းတွေမှာတခြား English requirements English test requirements တွေ eligible ဖြစ်တာလည်းရှိနိုင်တယ်ဒါကတော့ကျောင်းတစ်ကျောင်းချင်းစီမှာတေချာလေးပြန်ပြီးလေ့လာမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ IELTS ကိုပဲပြင်ဆင်ထားတယ်ဆိုလို့ရှိရင်တော့ချင်းမ University ဆိုရင် 5.0 နဲ့ 5.5 ကြားပြင်ဆင်ထားတဲ့နဲ့အဲ့တော့ချင်းမ University မှာခုနရှင်းပြခဲ့တဲ့ Presidential Scholarship ရှိတယ်တမဆက် University မှာဆိုရင်သူရဲ့ intake က2ကြိမ်ပဲ August နဲ့ January IELTS က 6.0 နဲ့ 6.5 ကြားပြင်ဆင်ထားတဲ့နဲ့တမဆက် University မှာခုနရှင်းပြခဲ့တဲ့ TISR Scholarship ရှိမယ်Kasarset University ဆိုရင် intake ကလည်း2ခုပဲ August January နောက် English requirement အနေနဲ့ IELTS 5.0 ကနေ 5.5 ကြားပြင်ဆင်ထားတဲ့နဲ့နောက်သူ့မှာ KU International Scholarship ရှိတယ်ဒါကြောင့်မလို့ဒီကျောင်းတွေကိုပေါ့နော်ဘယ်ကျောင်းပဲဖြစ်ဖြစ်ကိုရှောက်မယ်လို့စဉ်းစားပြီးပြီဆိုရင်အဲ့ဒီကျောင်းတွေရဲ့ scholarship ကိုတေချာလေးလေ့လာပါနောက်စာရွက်စာတမ်းတွေလည်းတေချာလေးပြင်ဆင်ပါကျောင်းကနေ offer letter ရပြီဆိုရင်အဲ့ဒီအကြောင်းမှာရှိတဲ့ program အလိုက်ပေးတဲ့ scholarship တွေဒါမှမဟုတ်ရင် general scholarship တွေဒါတွေကိုလည်းတေချာလေးစစ်ပြီးတော့ရှောက်ပါတချို့ scholarship တွေကတချို့ကျောင်းတွေမှာဆိုလို့ရှိရင်လည်းဒီခုနရှင်းပြခဲ့တဲ့ government အစိုးရအနေပေးတဲ့ scholarship တွေနဲ့ချိတ်ဆက်ထားတာမျိုးတွေရှိတယ် government scholarship တွေနဲ့ချိတ်ဆက်ထားတဲ့ကျောင်းတွေဆိုရင် government scholarship ကိုရှောက်ဖို့အတွက် deadline တွေကိုတေချာလေးစစ်ပါစာရွက်စာတမ်းတွေတေချာပြင်ဆင်ပါဒီဗီဒီယိုလေးကထိုင်းနိုင်ငံမှာကျောင်းလျှောက်ဖို့စဉ်းစားနေတဲ့သို့မဟုတ်ကျောင်းတက်ဖို့စဉ်းစားနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်မေးချင်တဲ့မေးခွန်းတွေရှိရင် comment မှာမေးထားလို့ရပါတယ်သို့မဟုတ် chat box ကနေလည်းမေးလို့ရပါတယ်